ပညာဆိုတာဟာဆရာတော်တန်ဃာတော်တွေအားကိုးလို့လုပ်ထလိုက်အောင်မယ်အမှန်တရားကိုထိုးထွင်းသိတာအမှန်တရားကိုထိုးထွင်းနေတာဘလောက်ပဲအလိမ်အညာတွေပုံတာဒါအမှန်တရားကွာလို့သိတာအဲ့ဒါပညာအဲ့တော့ခုနကကျွန်တော်ပြောတဲ့ဘွဲဒီဂရီတွေမပါတဲ့အမှန်တရားကိုထိုးထွင်းသိတဲ့အလိမ်ညာတွေပုံတာလဲထောက်ထွင်းပြီးသိတယ်ဆိုရင်ပညာကဲကြည့်ကြအောင်အဲ့ဒီပညာကဘာလို့တလဲလို့မေးအဲ့ဒီပညာတတ္တိကိုပြီးတယ်အမှန်တရားအတွက်အမှန်တရားကယက်တည်တဲ့အမှန်တရားတိုင်းနေထိုင်တယ်အမှန်တရားကိုမြင်တယ်အမှန်တရားကိုကျင့်သုံးတယ်မတရားရင်မခံဘူးကွာဆိုတဲ့စိတ်ရှိတယ်အဲ့ဒါပညာ